အားလုံးမင်္ဂလာပါခင်ဗျာဝင်းဘော် channel ကနေအားလုံးကိုကြိုဆိုပါရစေ Manchester United အသင်းကတော့သူတို့ရဲ့နွေရာသီထိပ်တန်းပြတ်မှတ်အဖြစ် Nottingham Forest ရဲ့ကွင်းလယ်ကစားသမား Elliot Anderson ကိုပြစ်မှတ်ထားနေတယ်လို့သိရပါတယ်ဒီကစားသမားကို United ဘက်ကသူတို့ရဲ့လိုအပ်နေတဲ့နံပါတ်6ရိုးနေရာအတွက်အကောင်းဆုံးကစားနိုင်တဲ့သူလို့ရှုမြင်ထားပါတယ်ဒါကြောင့်လာမယ့်နွေရာသီမှာထိုက်တန်တဲ့ပြောင်းရွှေ့ခြင်းနဲ့ကမ်းလှမ်းမယ်လို့တစမ်းမှာအခိုင်အမာဖော်ပြထားပါတယ်တစ်ဖက်မှာကိုရီမိုင်းတို့ကနီးပြအမ်မိုရင်ရဲ့ဒီအနာဂတ်စီဇန်တွေမှာမပါဝင်တော့ဘူးလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အာဆင်နယ်တင်းရဲ့နောက်ခံကစားသမား Gabriel Magalhaes ကတော့စီနီကောနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်မှာပေါင်ညံဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီဒဏ်ရာဟာအနည်းငယ်ဆိုးရတယ်လို့ဘရာဇီးနီးပြအန်ဆယ်လော့တီကအတည်ပြုထားပါသေးတယ်။တစ်ဖက်မှာအီတလီလက်ရေးစဉ်ကစားသမား Riccardo Calafiori ကဘော်ဒိုဗာနဲ့ခြေစမ်းပွဲစဉ်မှာဒဏ်ရာအခြေအနေကြောင့် squad မှာမပါဝင်နိုင်ဘူးလို့သိရပါတယ်။ Riccardo Calafiori ရဲ့ဒဏ်ရာကိုတော့အာဆင်နယ်တင်းဘက်ကထင်သလောက်မပြင်းထန်ဘူးလို့မျှော်လင့်ထားကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။ West Ham United ရဲ့ကွင်းလယ်ကစားသမား Lucas Paqueta ကတော့လာမယ့်2026ကမ္ဘာ့ဖလားအပြီးမှာ West Ham United ကနေထွက်ခွာဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာ Lucas Paqueta အနေနဲ့အနာဂတ်မှာဘရာဇီးကလပ်ဖလားမင်းကိုအသင်းကိုပြောင်းရွှေ့ဝယ်ရှိနေတယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့နောက်ဆုံးရရှိထားတဲ့အားသတင်းများပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။